စိတ်ပျက်စရာရလဒ်နဲ့မက်ဆီရဲ့ပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲအားလုံးပဲမင်္ဂလာပါဂျာမနီနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့2006ကမ္ဘာဖလားပြိုင်ပွဲဟာမက်ဆီရဲ့ပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲကစားခွင့်ရခဲ့တာဖြစ်ပေမဲ့အာဂျင်တီးနားအမျိုးသားလက်စင်ဘလုံးသင်းအတွက်တော့အနာကျင်ဆုံးအဖက်တရတွေကတခုဖြစ်ခဲ့ပါတယ်။ပိုချင်းကအာဂျင်တီးနားရဲ့လူစင်းမှာရီကွမ်ဘီတီဘက်မာဆီယာနိုကန်ဘီယာဆိုခရက်စပိုစားတဲ့ရင်းကာလာကထိတ်တန်းအဆင့်ကျေပွေများပါဝင်ခဲ့တဲ့အပြင်လာမက်ဆီယာအတွက်လီယိုနယ်မက်ဆီလိုထိတ်တန်းအဆင့်တက်ပို့တဲ့လူငယ်သွေးသစ်ကစားသမားတွေပါဝင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရင်းအချိန်ကအာဂျင်တီးနားဒီပြပီကာမန်ကမက်ဆီကိုပြိုင်ပွဲအတွေ့အကြုံရဖို့ရည်ရွယ်ချက်နဲ့အသင်းရဲ့လူစင်းတဲ့ထည့်သွင်းခဲ့တာဖြစ်ပြီးပွဲထွက်ပေးဖို့တော့မစင်စားခဲ့ပါဘူး။ဒါကနောက်တစ်ချိန်မှာသူတို့အသင်းမောင်မြင်ခဲ့ရတဲ့အဓိကအချက်တွေကတစ်ခုဖြစ်သွားပါတယ်။အာဂျင်တီးနားဟာအာဘီကို2ဂိုးတကူနဲ့အနိုင်ရခဲ့ပြီးဆာဗီယာနဲ့မိုဒီနီဂိုအသင်းကိုလည်း6ဂိုးပြတ်နဲ့2ပွဲဆက်အနိုင်ရခဲ့ပါတယ်။ဆာဗီယာနဲ့ပွဲစဉ်မှာတော့တကမ္ဘာလုံးကစောင့်ကြည့်နေတဲ့မက်ဆီတယောက်လူစားဝင်ကစားသမားအနေနဲ့ပါဝင်ကစားခွင့်ရခဲ့ပြီးတွင်ကိုတကူအပြင်ဂိုးဖန်တီးမှုတစ်ချိန်ကိုပါပြုတ်နိုင်ခဲ့ပါတယ်။ရင်းချင်းကမက်ဆီရဲ့အသက်ဟာ18နှစ်နဲ့358သာရှိသေးပြီးအာဂျင်တီးနားတမန်ရဲ့အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ်နဲ့မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲကြောင့်ဆက်ပြောရရင်နယ်သာလန်နဲ့ကစားခဲ့တဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့မက်ဆီတယောက်အာဂျင်တီးနားရဲ့ပွဲထွက်ကစားသမားအဖြစ်နဲ့ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ခြေစွမ်းပြနိုင်တာမျိုးမရှိခဲ့တဲ့အပြင်အာဂျင်တီးနားအသင်းကလည်းမိုးမရှိသေးကြားခဲ့ပါတယ်။ရှင်ပွဲပြီးဒီပြပီကာမန်ကတော့မက်ဆီဟာအသက်အရွယ်အရအတွေ့အကြုံလိုအပ်တယ်လို့ထင်သွားခဲ့တာပါ။ညတောင်မဲ့ကစားသမားအဖြစ်ပါဝင်ကစားခဲ့တဲ့မက်ဆီဟာတစ်ဖက်ဂိုးပေါင်းနဲ့ခဝေးမှာအမြဲရှိနေရခြင်းကသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုဂိုးသွင်းဖို့ထက်တစ်ဖက်နယ်သာလန်ကစားသမား3ဦးလောက်နဲ့အမြဲလို့ရုန်းကန်တရတာကသူ့ရဲ့စွမ်းဆောင်ရည်ကိုအလဟသဖြစ်စေခဲ့တာပါတရေကြခဲ့ပေမဲ့အာဂျင်တီးနားတို့ကတော့ဘိုးကွာကျနဲ့အုပ်စုပထမရခဲ့ပါတယ်ဒါကြောင့်တစ်ဖက်ကအုပ်စုဒုတိယဖြစ်လာတဲ့မက္ကဆီကိုအသင်းနဲ့ကစားဖို့ဖြစ်လာခဲ့ပါတယ်ဂျင်းပွဲမှာတော့ပီကာမန်ဟာလီယိုနယ်မက်ဆီကိုအရန်ကုန်ပြန်ပို့ခဲ့ပါတယ်လူစင်းအရာကွာချက်ကြီးပါတာကြောင့်အာဂျင်တီးနားတို့ကအလွယ်တကူနိုင်မယ်လို့အများစုကတွေးနေပေမဲ့ပွဲစ6မိနစ်မှာဘာစီလိုနာစတာမောက်ကွက်ရဲ့ဂိုးနဲ့မက္ကဆီကိုအသင်းကပွဲကိုဥဆောင်နိုင်ခဲ့ပါတယ်အာဂျင်တီးနားတို့တေဘီရှိမီကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးပထမပိုင်းမိနစ်36မိနစ်မှာရရှိခဲ့တဲ့ခရက်စဝဲရဲ့ခြေပါကူးကြောင့်သာအသက်ရှူချောင်ခဲ့တာဖြစ်ပါတယ်အချိန်ပိုမှာတော့မက်ဆီရိုဒီဂရက်ရဲ့အံ့ဘွယ်သွင်းခုနဲ့အတူအာဂျင်တီးနားတို့ကွာတာဖိုင်နယ်ကစားခွင့်ရခဲ့ပါတယ်ကွာတာဖိုင်နယ်မှာတော့အာဂျင်တီးနားဟာအစင်လာပြိုင်ဘက်အင်ရှင်ချာမီနဲ့ကစားခဲ့ရပါတယ်ရင်းပွဲစဉ်မှာအာဂျင်တီးနားဘက်ကတော့နိုင်မကျော်စမှုပုံစံကစားကွက်442ပုံစံနဲ့တိုက်စစ်မှာခရက်စပိုနဲ့တီဘက်ဝင်းလင်မှာရီဂွမ်ဘီဂွန်ဇာလက်မက်ဆီရိုဒီဂရက်နဲ့မာရှီယာနိုနောက်တန်းပုံမှာတော့ဟိတ်စီနဲ့အာယာလာညောင်တော်ပိုင်းခက်စစ်မှာကိုလိုစီနီဘယ်ဘက်ခက်စစ်မှာအသင်းကောင်းဆောင်ဆိုနေတို့နဲ့ပို့ထွက်လာခဲ့ပြီးမူသမားကတော့ဝါရင်ကိုသမားကြီးအဖွန်တန်စီဖြစ်ပါတယ်တကဘာလုံးကစောက်ကျင်တဲ့ဘာစီစတာလီယိုနယ်မက်ဆီကတော့ဂျာမနီအသင်းနဲ့ပွဲစဉ်မှာလည်းအရန်ကစားသမားအဖြစ်သာပါဝင်လာပါတယ်ဂျာမန်ဘက်ကတော့442ပုံစံဒါဗစ်စစ်ကစားခွင့်နဲ့မူသမားနေရာမှာရန်လီမန်နောက်တန်း၄ဦးမှာဖရက်ဒရစ်မာဒီဆာကာမဇေတာဖိလစ်လန်ကွင်းလယ်မှာဘောလက်ဖရင်ညတော်ဘက်မှာရှနိုက်တာဘေးတောက်ပိုင်းမှာစတိုင်ကာရှီရန်တိုက်စစ်ပါကလူစီးတဲ့ပိုတိုစကီတို့ပါဝင်လာခဲ့ပါလေအာဂျင်တီးနားဘက်ကဘောလုံးပတ်ဆိုင်မှုအသားနဲ့ကစားနိုင်ခဲ့ပေမဲ့အေရှင်ဘက်ကဂိုးကန်သွင်းခွင့်ပုံရရှိခဲ့ပြီးအာဂျင်တီးနားကုသမာအဘွန်တန်စီလက်စွမ်းပြနေတို့သာဧည့်သည်တွေဂိုးပေးခဲ့ရတာဖြစ်ပါလေဒုတိယပိုင်းအစမှာတော့အာဂျင်တီးနားဘက်ကဖိကစားလာခဲ့ပြီးပွဲချိန်49မိနစ်မှာထောက်ကန်ဘိုးကလေနောက်ခဏအာယာလာကလှလှပပခေါင်းတိုက်ပြီးဧည့်သည်အာဂျင်တီးနားအတွက်ဥဆောင်ကိုရယူပေးသွားခဲ့ပါတယ်အင်ရှင်ဘက်ကလည်းခြေပေါက်ကိုရဖို့ပြန်လည်တိုက်စစ်ကစားခဲ့ပြီးပွဲစဉ်80မိနစ်မှာတော့2006ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရွှေဖနက်ဆုရှင်ကိုစတီကအနိကခေါင်းတိုက်ပြီးအင်ရှင်ချာမနီတင်းအတွက်အဖိုးတန်ခြေပေါက်ကိုရယူပေးသွားခဲ့ပါလေတေးကြသွားချိန်မှာတော့နှစ်သိန်းလုံးကပွဲကိုထိချုံကစားခဲ့ပြီးနောက်ဆုံးမှာပနတီအစိုးပြတ်နဲ့ကစားမဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာကစားသမားအင်အားတာလုံးတဲ့အာဂျင်တီးနားဟာအချိန်ပိုမိနစ်30လုံးပွဲကိုအလှည့်ပြောင်းဖြစ်စေနိုင်တဲ့မက်ဆီလိုကစားသမားမျိုးကိုထဲသွင်းဖို့မစင်စားခဲ့တာကသူတို့အသင်းရဲ့
မဟာအမှားဖြစ်ခဲ့တဲ့အပြင်အသင်းရဲ့အားထားရတဲ့ဝါရင်ကိုသမားဘွန်တန်စီကလည်းပွဲချိန်မိနစ်90မှာဒဏ်ရာရသွားခဲ့လို့အရန်ကိုသမားဖရန်ကိုနဲ့လူစားလက်ထရပါတယ်တစ်ဖက်မှာကစားကြလာတဲ့ဂျာမနီဟာဘိုးသမားရန်လီဘန်အာကူနဲ့ပနတီကံမှုပဲဥတီကစားနေတာပါပွဲဟာသူတို့ရဲ့ရည်မှတ်ချက်အတိုင်းပနတီကန်ခဲ့ရပြီးတစ်ဖက်9ဂိုးစီကန်သွင်းရမှာတော့ဂျာမန်ဘက်က9ဂိုးလုံးဂိုးဝင်ခဲ့ပြီးအာဂျင်တီးနားဘက်ကကန်သွင်းတဲ့အာယာလာနဲ့ကမ်ပီယာဆိုတို့ရဲ့ကန်ချက်တွေကိုဂျာမန်ကိုသမားရန်လီဘန်ကကာကွယ်နိုင်ခဲ့တာကြောင့်ဂျာမနီတို့ဆီမီဖိုင်နယ်တက်သွားခဲ့ပါတယ်ပြိုင်ပွဲပြီးဆုံးချိန်မှာတော့အာဂျင်တီးနားလိဗျပီကာမန်ဟာပြည်တွင်းပြည်ပမီဒီယာတွေရဲ့အပြင်းထန်ဝေဖန်တာကိုခံခဲ့ရပါတယ်အဓိကကတော့ဂျာမန်နဲ့ကစားခဲ့တဲ့အချိန်မိုမိနစ်တွေမှာမက်ဆီကိုထဲပသုံးခဲ့တဲ့သူ့ရဲ့လိုရက်ကိုပါရင်းပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့မက်ဆီဟာအာဂျင်တီးနားအသင်းရဲ့ဥဆောင်ကစားသမားဖြစ်သွားခဲ့ပါတယ်မက်ဆီနဲ့အာဂျင်တီးနားဟာပြိုင်ပွဲဟောင်းကြီးဂျာမနီနဲ့2010 2014ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာထပ်မံတွေ့ဆုံခဲ့ပြီးနှစ်ကြိမ်လုံးအရှုံးပေးခဲ့ရပြန်ပါတယ်ဒါကြောင့်မက်ဆီပါဝင်ကစားခဲ့တဲ့ပထမဆုံးကမ္ဘာ့ဖလား၃ချိန်ဟာဂျာမန်တွေကိုမကြော်ဖြတ်နိုင်ခဲ့သူသာဖလားနဲ့ဝေးကွာခဲ့ရတာဖြစ်ပါတယ်မက်ဆီရဲ့အာဂျင်တီးနားဟာရုရှားမှာကျင်းပခဲ့တဲ့2018ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းရှုံးထွက်16သိန်းအစ်စ်မှာပြင်သစ်လက်ချက်နဲ့ထွက်ခဲ့ရပေမဲ့2020နှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့နောက်ဆုံးဘူလူပွဲတွေပါပြိုင်ပွဲကြီးပြင်သစ်ကိုအနိုင်ယူပြီးချန်ပီယံဖြစ်ခဲ့ပါတယ်2006ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတာကရင်းပြိုင်ပွဲဟာမော်ဒန်ကစားသမားတွေနဲ့ခေဟောင်းလီဂျန်ပလေယာတွေတစုတည်းတွေ့ရတဲ့နောက်ဆုံးပြိုင်ပွဲဖြစ်ပါတယ်ကမ္ဘာကျော်ခံတွေဖြစ်ကြတဲ့ဇီဒန်နက်စတာဘကန်အိုလီဗာကန်ရန်ရိုနာဇူရီရီဘယ်ဒိုဖီဂိုတို့လိုအနောက်ယူရော့မဲ့ကစားသမားတွေအပြင်ရင်းကာလာကအကောင်းဆုံးပုံစံရနေတဲ့တီယာရီအိုနယ်ရီကာကာရိုနယ်ဒင်ညိုဒရော့ဘာအေရီယာနိုရော့ဘင်ကာစီဒက်ရော်ဘင်ယိုတို့ပါဝင်ခဲ့လို့သာမကနောက်တစ်ချိန်မှာကမ္ဘာဘောလုံးလောကကိုစိုးမိုးတော့မဲ့မက်ဆီရိုရန်ဒိုဒရိုနီတီဘက်ရီဘာရီစသူတွေကလည်းလူငယ်ကစားသမားတွေအနေနဲ့သက်ဆိုင်ရာနိုင်ငံအသီးသီးကိုကူစားပြုပြီး2006ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ကစားခဲ့ကြတာပါရင်းပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားစုကိုတော့ပြင်သစ်ခံတွင်ဇီဒန်ကရရှိသွားပါတယ်ယခုမျှဝေပေးချာကတော့စိတ်ပက်စရာရလနဲ့မက်ဆီရဲ့ပထမဆုံးသောကမ္ဘာ့ဖလားပြိုင်ပွဲဆိုတဲ့ memory review လေးဖြစ်ပါတယ်အစိုးထိနားထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျ